ဒီလေးရယ်ဒီတစ်ရယ်ဒီနှစ်ရယ်သုံးလုံးပေါင်းတော့ခွန်ပိုင်ဒီခွန်ရယ်ဒီနှစ်ရယ်နှလုံးပေါင်း9နှစ်ခတ်6အဲ့ဒါဝမ်းကြီးခွန်ပိုင်ကို6ဝမ်းကြီးနဲ့တွဲတော့ခွန်6လို့တွဲမှာခွန်6ဒီ1ရယ်ဒီ4ရယ်ဒီ5ရယ်သုံးလုံးပေါင်း3ညပိုင်းဒီ2ရယ်ဒီ3ညရယ်နှလုံးပေါင်းတော့2နှလုံးပေါင်း2နှစ်ခတ်4ချိန်အဲ့တော့3ညပိုင်းနဲ့4ချိန်နဲ့တွဲတော့3ည2လို့ထိုးရမှ3ည2နောက်တော့ပဲဒီ2ရယ်ဒီ6ရယ်ဒီ3ညရယ်သုံးလုံးပေါင်း8ပိုင်းဒီ2ရယ်ဒီ1ရယ်ဒီ2ရယ်ဒီ1ရယ်နှလုံးပေါင်း3နှစ်ခတ်5ချိန်8ပိုင်းနဲ့3ချိန်နဲ့တွဲတော့83လို့ထိုးရမှ83တော့လာမဲ့အပင်က8ရယ်1ရယ်သုံးလုံးပေါင်း3ညပိုင်းဒီ3ရယ်ဒီ9ရယ်ပေါင်းနှလုံးပေါင်း2နှစ်ခတ်4ဝမ်းကြီး4ဝမ်းကြီးကို3ညပိုင်းနဲ့တွဲတော့3ည2ရယ်3ည4ရယ်နှစ်ခွက်တဲ့ဒီဖြစ်တော့ဒီအော်ထူးခြားတာတော့ဘယ်ခုချောင်း3ညနဲ့38ပတိက3ညတရားရပါနော်